စကိုင်းကပြန်လာပြီးတော့အဲ့ဒါကိုကောင်းဝင်းပို့ပြီးတော့ဖုန်းဝင်လာတာဗျာကိုပြာသေးလာကြိုးပေးပါတဲ့လေသေးကိုလာကြိုးပေးပါဆိုလို့အခုသွားကြိုနေရတယ်၄နိုင်ခွဲဆိုင်မှာလို့ပြောတယ်ဗျာဒါကတော့ဒုတိယအော်ဒါလေးဖြစ်သွားတာပေါ့နော်ဒုတိယအော်ဒါလေးကိုကြိုးဖို့အခုလေသေးကိုသွားနေပါပြီကျွန်တော်တို့ကားသမားတွေကမနာရပါဘူးဒီနေ့ကတော့တော့ run နေရပါတယ်လေသေးကိုရောက်ပါတော့မယ်ဒီနေ့ရဲ့ဒုတိယအော်ဒါလေးပါကျွန်တော်ဒီနေ့မနက်ကအန်လေးရနဲ့စကိုင်းတက္ကသိုလ်ဘောမှုတော်ဖေရအဲ့ဒီကနေပြန်ဥပိန္ဒရာအဲ့ကနေပြီးတော့ကျွန်တော်ထိုးမဝယ်ပေးတယ်ပြီးရင်ကားပင်ပို့ခဲ့ပါတယ်အဲ့ဒီဧည့်သည်တွေတောင်ကြီးရဧည့်သည်ပါသဘောကောင်းပါတယ်တာမင်းတွေရောက်ကျေးဇူးတင်ပါတယ်အခုလိုအားပေးတဲ့အတွက်အစီအစဉ်ပေးတဲ့နန်းရွာကိုကြီးကိုလည်းကျေးဇူးတင်ပါတယ်နော်လေးစားပါတယ်ခင်ဗျာဟုတ်ကဲ့အခုအဲ့ဒီဧည့်သည်ပို့ပြီးတော့ပြန်လာတော့လမ်းမှာဖုန်းလာလို့ရန်ကုန်ကနေလာပါတဲ့လာကြိုပေးပါကိုပြသေးကားပဲလာကြိုပေးပါဆိုတော့အဲ့ဒါကျွန်တော်သွားကြိုနေတာပါခုလေသေးကိုရောက်ပါတော့မယ်ဒုတိယအော်ဒါလေးပါတရား9လ2026ရဲ့ဒုတိယအော်ဒါလေးပါဗျလေသေးကိုရောက်နေပါပြီဒါချီလိုက်ကလာမယ်ဧည့်သည်စောင့်နေတာပါ4:15စိုက်မယ်လို့ပြောပါတယ်အဲ့လေးစောင့်နေတာပါစကိုင်းမန်းလေးအော်ဒါပြီးတော့ဒေါက်လျှောက်တန်းပြီးတော့အားခွင့်ရနေပြေးလာတာပါဒီနေ့ကစောင့်နေပါတယ်တချီလေးကလာမယ်အဲ့ဒီမရောက်သေးပါဘူးစောင့်နေပါတယ်